မင်္ဂလာပါဒီနေ့ကတော့အောင်မဲညိုနဲ့မုံလို့ရေပေါ်လို့စားပါမယ်အရင်ဆုံးအောင်မဲညိုကိုလက်တဆုပ်စာလောက်ရည်နွေးနဲ့စိမ်နာမယ်အယောင်ဖြော့ဖြော့ကြရင်တော့အောင်မဲညိုနဲ့ရှော့ထဲပေါ့နော်ရည်နွေးနဲ့ဖောက်ထားပြီးလို့ရှိရင်အေးအေးခံနာမယ်ကောင်းချင်းမှုန့်ထည့်မယ်ကျတော့200 gram လောက်တုံးထားတယ်စမ်းမုတ်တစ်စုံစားနဲ့ထည့်ပြီးတော့ရောအောင်ဝင်မယ်ပြီးရင်ခုနအေးခံထားတဲ့အောင်မဲညိုကြီးကိုထည့်မယ်ပထမဆုံးရေထည့်တဲ့အချိန်မှာတော့ကျေကတူးနဲ့မှုရယ်အဲ့လိုမှုရပို့လွယ်လက်လဲတိတ်မပေးဘူးပေါ့နော်ရေထည့်လိုက်မှုလိုက်လုံနေရင်လည်းဒီလိုအနေထားရောက်ပြီဆိုလို့ရှိရင်လက်နဲ့နေတော့မယ်လက်ကတော့တေချာဆေးပြီးသားပါခုချိန်မှာလက်နဲ့နေရဆိုလို့ရှိရင်အဲ့လိုမျိုးမကတ်တော့ဘူးလက်မှာနေပြီးပြီဆိုရင်တော့မုံလို့ရေပေါ်စလုံးလို့ရပါပြီဒါကတော့ထည့်လုံးမထညက်ပါမုံလုံးရေပေါ်စလုံးပါပြီအခုကအောင်မင်းညိုနဲ့လုံးမိသွားပြီဆိုတော့နောက်ထပ်ရိုးရိုးဟာကိုဆက်လုပ်ပါမယ်အခုကတော့2မျိုးလုံးရပြီဆိုတော့တော့ပြုတ်ပါတော့မယ်ရင်းနှွေးစူပြီးသားတဲ့ကိုထည့်ပြုတ်တော့မယ်ပြုတ်လိုက်တော့အရန်ကနည်းနည်းလေးစပြောင်းလာတယ်ဒါကတော့ပြုတ်ပြီးတော့ရင်ထည့်လို့ရအောင်ရေခဲရေပါတော့အောင်မင်းညိုနဲ့ပြုတ်လိုက်တဲ့ရေကတော့အရန်ကနည်းနည်းလေးအပြည့်အောင်ပြောင်းလာတယ်မုံလို့ရေပေါ်ရေပေါ်လာတယ်ဆဲပြီးတော့အေးခဏမယ်ဘာလို့ဇွန်းနဲ့တလုံးချင်းစီဆဲနေရလဲဆိုတော့အိမ်မှာစကားမရှိလို့ပါပြီးပြီဆိုအပေါ်ကနေအုံသီးဖြူမယ်ဒီအုံသီးကတော့ကျ online ကနေဝယ်လိုက်တာဘာတစ်စိမ့်လေတော့မသိဘူးအခုဆိုရင်တော့အောင်မင်းညိုနဲ့လုပ်တဲ့မုံလို့ရေပေါ်ရပါပြီရိုးမုံလို့ရေပေါ်လည်းရပါပြီဒါကတော့အောင်မင်းညိုကိုရေနွေးဖောက်ထားတဲ့အရေးပါအဲ့ဒါကိုတခြားထည့်ထားတဲ့ရေခဲလုံးလေးထည့်ပြီးတော့အပေါ်ကနေပြီးတော့တံမြာသေးညှစ်မယ်ဒီအောင်မင်းညိုကတံမြာသေးညှစ်လိုက်လို့ရှိရင်အပြာကနေပြီးတော့ခရမ်းရောင်ပြောင်းသွားတယ်ဒါကတော့လှအောင်လို့တံမြာကွင်းလေးတင်လိုက်မယ်ဒါဆိုရင်အောင်မင်းညိုတံမြာရေးရပါပြီ